ကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးက CPU ရဲ့ L1, L2, L3 cache ဆိုတာပါတယ် cache များလေပိုကောင်းလေဆိုတာရောအမှန်ပဲလားဒါဆိုကျွန်တော်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင် Computer specification တွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကဒီ CPU ရဲ့ speed အပြင်အောင်မှာကျွန်တော်တို့ cache memory ဆိုတာလည်းကျွန်တော်အများနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့ computer တစ်လုံးအနည်းကမြန်ဆန်ဖို့အတွက်မှာကျွန်တော်ဒီ cache ဆိုတာလည်းဘယ်လောက်ထိအရေးပါလဲဆိုတာကိုကျွန်တော်အချက်အလက်လေးနဲ့ဒီဗီဒီယိုလေးထဲမှာကျွန်တော်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် cache ဆိုတာပါတယ်ဆိုတော့ cache ဆိုတာကျွန်တော်ဒီ CPU ရဲ့အမြန်နှုန်းနဲ့လိုက်ရောညီထွေဖြစ်အောင်လို့ဒီ CPU ရဲ့ chip ထဲမှာသူကဘစ်တွေပါဝင်ပြီးတော့အရန်မြန်တဲ့ဒီ memory အသေးလေးတွေပေါ့နော်ဆိုတော့သူ့ရဲ့အဓိကတာဝန်ကကြတော့ CPU ကနေခဏခဏအသုံးပြုရတဲ့ data တွေကို RAM စီကနေပြီးတော့သူကသွားယူမနေတော့ဘဲနဲ့အနည်းနားမှာနေသူကအစင်သစ်တိတ်ဆဲပေးလိုက်တာပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့က cache လို့ခေါ်တာပေါ့ okay ဆိုတော့ဒီမှာကျွန်တော်တို့သူတို့ရဲ့ကွဲပြားချက်လေးတွေကိုကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ဆိုတော့ L1 cache က CPU core ထဲမှာပဲသူကအတွင်းထဲမှာရှိနေပြီးတော့သူက speed အမြန်ဆုံးပဲပေါ့နော်နောက်တစ်ခုကသူ့ရဲ့နေရာက sizing ကသူက kilobyte ပဲသူကပေးထားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့တာဝန်ကကြတော့ CPU ကဒီ second byte အတွင်းမှာချက်ချင်းအသုံးပြုရမယ့်ဒီ critical data တွေကိုသိမ်းပေးထားတဲ့နေရာပေါ့နော်ဒါကသူ့ရဲ့အဓိကတာဝန်ပေါ့ဆိုတော့ဒီ L2 cache ပေါ့နောက်တစ်ခုက L2 cache ကကြတော့ကျွန်တော် L1 ထက်တော့သူကအနည်းငယ်နှေးတယ်ဒါပေမဲ့သူက RAM ထက်တော့အစာပေါင်းများတော့ကျွန်တော်ပုံမြန်တယ်ဗျသူ့ရဲ့ size ပမာဏကကြတော့သူက L1 ထက်တော့ပုံများတယ်ကျွန်တော်တို့ megabyte အနည်းငယ်တော့ရှိတယ်နောက် L1 မှာသူကရှာမတွေ့တဲ့ data တွေကိုကျွန်တော်ဒီအဆင့်မှာသူကလာပြီးတော့ရှာရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော် L3 cache ပေါ့နော်သူက L3 cache ကကျွန်တော်ဒီ CPU core အားလုံးကစုပေါင်းပြီးတော့ share သုံးတဲ့သူက share memory လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့သူ့အများဆုံးပေးထားတဲ့ data size ပမာဏကကျွန်တော်တို့16 MB ကနေပြီးတော့96 MB အထိရှိရပေါ့နော်ဆိုတော့သူ့ရဲ့တာဝန်ကဒီ RAM စီကိုမသွားခင်မှာပေါ့ဒီသူ့ရဲ့နောက်ဆုံးအဆင့်အနေနဲ့သူကdata ရှာဖွေပေးတဲ့နေရာမှာသူကအဓိကတာဝန်ယူထားတာပေါ့နော်ဆိုတော့ကျွန်တော်ပုံမပြောခဲ့သလိုပဲ cache များလေပိုကောင်းလေဆိုတာရောအမှန်ပဲလားဆိုတော့အဖြေရတော့ကျွန်တော်ရေပေါ်အားဖြင့်တော့ cache များလေperformance တော့ပိုကောင်းလေပဲပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ latency နည်းသွားတယ်ပေါ့နော်ဆိုတော့ CPU ကဒီ RAM စီကနေပြီးတော့data သွားယူတဲ့ထက်ကိုဒီ cache စီကနေပြီးတော့ယူလိုက်တာကသူ့အတွက်အစာပေါင်းများစွာပုံမြန်သွားတယ်ပေါ့နော်ဆိုတော့ cache များလေကျွန်တော်တို့ဒီ CPU ကနေ RAM စီကိုလှမ်းတောင်းရတဲ့အချိန်ကြီးနည်းနေဖြစ်သွားတဲ့အတွက်ကိုသူကွန်ပျူတာကပို့ပြီးတော့ smooth ဖြစ်သွားမယ်ပို့ပြီးတော့ latency နည်းတော့မယ်ပေါ့နော်ဆိုတော့ heavy text တွေမှာလည်းပို့ပြီးတော့သိတာသွားမယ်ကျွန်တော်အထူးသဖြင့်ကျွန်တော်တို့ gaming တွေမှာဆိုလို့ရှိရင်ဒီcache များတဲ့ဒီ CPU တွေကကျွန်တော် FPS ကိုတိတိတသာပိုကောင်းလာစေရပေါ့နော်ဆိုတော့ video editing နဲ့ကျွန်တော် 3D rendering လုပ်တဲ့အခါမှာ data တွေကိုခဏခဏပြန်သုံးရတဲ့အတွက်ဒီ cache များတာကဒါအဓိကအားသာချက်လို့ဖြစ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ cache များနေပိုကောင်းနေဆိုပေမဲ့ကျွန်တော်သတိပြုရမယ့်အချက်လေးတွေကလည်းရှိသေးတယ်ဗျဆိုတော့ cache memory လောက်ထားတဲ့ကျွန်တော်ဒီ SRAM ဆိုတာအရန်ဈေးကြီးတဲ့အတွက်ကို cache ပမာဏအရန်များတဲ့ဒီ CPU တွေကပိုပြီးဈေးနှုန်းတွေလည်းပိုပြီးတော့မြင့်တက်တယ်ဒါကြောင့်ကျွန်တော်တို့ကကိုသုံးမဲ့ဒီလုပ်ငန်းသဘာဝကိုအရင်ဆုံးစဉ်းစားပါဘောเนาะကျွန်တော်တို့ gaming လားရုံးသုံးလားဆိုတော့မူတည်ပြီးတော့ကျွန်တော်တို့က CPU ကိုရွေးချယ်ဖို့လိုအပ်တယ်ဗျဆိုတော့မိတ်ဆွေတို့ကဒီကိုယ့်ရဲ့ဒီကွန်ပျူတာမှာ cache ဘယ်လောက်စီပါလဲဆိုတာကိုကျွန်တော်တို့test manager ရဲ့ performance tab မှာဒီ CPU ထဲမှာဝင်ကြည့်လို့ရတယ်လို့တခြား third party software နဲ့လည်းကြည့်လို့ရတယ်ဆိုတော့မိတ်ဆွေတို့ laptop ထဲမှာ cache size ကဘယ်လောက်ထိပါတယ်ဆိုတာကိုကျွန်တော်ဒီ video လေးရဲ့ comment box မှာဝင်ရောက်ဆွေးနွေးသွားလို့လည်းရပါတယ်ကျေးဇူးတင်ပါတယ်